HTML ရဲ့ visitor တွေကိုစာပြီးတော့တွားချင်ပါတယ်အဲ့တော့ HTML visitor မှာဆိုလို့ရှိရင်သူ့ရဲ့ဒီ HTML ပြန်ပြီးတော့စလိုက်ပါမယ်စမှာဆိုလို့ရှိရင်သူ့ရဲ့ဒီ HTML ရေးမယ်ဆိုရင် HTML5 ဖြစ်တဲ့အတွက်သူ့ရဲ့ skeleton ပေါ်အောင်ရေးမယ်ဆို HTML5 ပေါ့နော်ရေးလိုက်တာနဲ့ VS Code က auto ပေါ်ပြီးပါတယ်နောက်ဒီမှာကHTML ရဲ့ပုံစံမှာတက်ဖွင့်နေပိတ်တယ်ပေါ့နော် heading နေ heading head တက်ဖွင့်နေပိတ်တယ် body တက်ဖွင့်နေပိတ်တယ်ပေါ့နော်သူမှာလူလိုပဲပေါ့နော် head ပါတယ် body ပါတယ်အဲ့တော့တိုင်တယ်ပေါ့နော်တိုင်တယ်ကကျတော့ဒီ browser run တဲ့အချိန်မှာ browser ရဲ့အပေါ်မှာပေါ်တဲ့ဟာပေါ့နော်အဲ့တော့သူ့မှာကိုရေးချင်တဲ့နာမည်ရေးလို့ရပါတယ်။ဒါတော့ HTML visitor လို့ရေးလိုက်ပါမယ်။အဲ့တော့နောက်တစ်ခုကဒါဆိုရင် body ထဲမှာပေါ်ခြင်းနဲ့စာသားကိုစာရေးမယ်ပေါ့နော်။အဲ့တော့ h တက်ဆို heading တက်ဖြစ်ပါတယ်။ဒါလေးတွေကဒီလိုအဖွင့်ပိတ်ထဲမှာရှိရဟာtag လို့ခေါ်ပါတယ် HTML ရဲ့ tag တွေဖြစ်ပါတယ်အဲ့တော့ tag မှာဆိုလို့ရှိရင် HTML tag မှာဆိုရင်တို့ကဒီမှာဆိုလို့ရှိရင်ဟိုခေါင်းစဉ်ပေါ့နော် h1 ဆိုရင် heading 1ပေါ့နော်အကြီးဆုံး heading အဲ့တော့အကြီးဆုံး heading မှာဆိုလို့ရှိရင်ကိုပေါ်ခြင်းတဲ့စာသားကိုရေးမယ်ပေါ့နော်အဲ့တော့အခုကတော့ HTML basic tag ပေါ့နော် basic tag 1ပေါ့အဲ့တော့သူ့မှာဆိုလို့ရှိရင်ဒါက H1 အကြီးဆုံးပေါ့ H1 ပြီးလို့ရှိရင် H1 ရဲ့နောက်မှာ H2 စသဖြင့်တဖြည်းဖြည်းသေးလာတာပေါ့နော်အဲ့ဒါဆိုရင် H က6အထိရှိပါတယ်6အထိရှိရပေါ့နော်6အထိကတဖြည်းဖြည်းသေးသွားပါတယ်သူ့ရဲ့အဲ့တော့ H2 အနေနဲ့က heading 2အနေနဲ့ကအခုလုံးလုံးဆယ်သွားမယ့်ဟာဒီ paragraph ပေါ့နော် paragraph tag တက်တည်ထဲမှာမှparagraph tag ကိုတွားချင်ပါတယ် abbreviation tag ကိုတွားချင်ပါတယ်abbreviation tag ပေါ့နော်စသဖြင့်ပေါ့နော်အဲ့တော့ကိုနော်အဲ့တော့ဒါခေါင်းစဉ်အသေးဖြစ်သွားမှာပေါ့နော်ဒါပြီးပြန်ရမ်းပြပါမယ်ကဲခေါင်းစဉ်ပြီးလို့ရှိရင်နောက်တစ်ခါသူကဒီစာသားတွေရေးရဆို paragraph tag လို့ခေါ်ပါတယ် P ပေါ့နော် P ဆိုတဲ့ paragraph tag ရှိပါတယ် paragraph tag ထဲမှာစာသားရေးလို့ရပါတယ်ကဲထားအခုတော့လောလောဆယ်ကဒီမှာဒမီစာသားတွေပဲရေးလိုက်ပါအောင်မယ်ဒါဆိုရင် paragraph အနေနဲ့ပေါ်သွားပါမယ်သူ့ကို save လုပ်ပြီးတော့တစ်ချက် run ကြည့်ပါမယ် nice server နဲ့တစ်ချက် run ကြည့်ပါမယ်ဒါဆိုရင်ဒီလိုပုံစံပေါ်ပါတယ်ဒီမှာဒါဆိုရင်အကြီးဆုံးခေါင်းစဉ်ပေါ့နော်အကြီးဆုံးခေါင်းစဉ် HTML visitor A1 ဆိုပြီးတော့အကြီးဆုံးခေါင်းစဉ်အနေနဲ့ပေါ်ပါတယ်နောက်တစ်ခါဒါက paragraph ဒီ H2 ဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့ H2 အနေနဲ့လေးသေးပို့ပြီးသေးသွားပါဘောနော် paragraph abbreviation နဲ့ code စသဖြင့်ပေါ့နော်ဒါသူရဲ့ content ခွဲဒါကတော့ p-tag ဖြစ်ပါတယ်p-tag ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ p-tag မှာဒီ paragraph ပုံစံမျိုးနဲ့ရေးထားတဲ့စာသားတွေကိုပေါ်တာပါအဲ့တော့နောက်တစ်ခုရှိတာဥပမာပေါ့နော်ဥပမာတကယ်လို့တို့တွေကရေးချင်တာဒီလိုပူပန်လိုဟာမျိုးပေါ့နော်ဒီကြပြလိုမျိုးပေါ့နော်စာသားတွေကဒီလိုမျိုးပုံစံမျိုးပေါ့နော်တကြောင်ချင်းစီရေးချင်တာပေါ့နော်ပေါ်ချင်တာလည်းဒီလိုမျိုးတကြောင်ချင်းစီပေါ်ချင်တာပေါ့အဲ့ဒါမျိုးဆိုရင်ရောဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့တော့အဲ့ဒါကို p-tag နဲ့တစ်ချက်ရေးကြည့်ပါမယ် p ဆိုတာ paragraph တက်ပေါ့နော် paragraph နဲ့တစ်ချက်ရေးကြည့်ပါမယ်အဲ့တော့သူ့အတိုင်းပေါ်လာတစ်ချက်ကြည့်လိုက်တဲ့အခါမှာ run ကြည့်လိုက်တဲ့အခါမှာသူက paragraph လိုပဲပေါ်တာပေါ့နော်ဒီမှာဆိုလို့ရှိရင် paragraph လိုပဲစာလုံးဒီဟိုအတိုင်းပဲပေါ်တာပေါ့နော်အပေါ်က paragraph အတိုင်းပဲသူကပေါ်တယ်ရေးထားတဲ့ပုံစံအတိုင်းမပေါ်ဖြစ်နေတဲ့အခါကျတော့ဟိုတို့တွေကဒီမှာဆိုလို့ရှိရင်အဲ့ဒါကိုဒီပုံစံအတိုင်းသူရေးထားတဲ့ပုံစံအတိုင်း format ကြပေါ်ခြင်းနဲ့ဆိုလို့ရှိရင် PI တက်နဲ့ရေးမှရပါမယ် pre ပေါ့နော် pre ဒီ tag နဲ့ PI တက်နဲ့ရေးမှပဲသူအတီတိုင်းပေါ်မှာเนาะအဲ့တော့ဒီ run ထားတာလေးကိုတစ်ခေါက်ကြည့်ပါမယ်ဒါဆိုရင်သူရေးထားတဲ့ပုံစံအတိုင်းသူရေးထားတဲ့စာသားအတိုင်းတစ်ချောင်းကျော်ဆိုတစ်ချောင်းကျော်ပေါ့နော်အဲ့ဒီ format အတိုင်းပေါ်တာကဒါ PI တက်နဲ့သုံးလို့ရပါမယ်အဲ့တော့ဒီမှာဒီ paragraph ဒါ paragraph တစ်ခုနဲ့ပေါ့နော်စာသားတစ်ခုနဲ့ပေါ်သွားတာရှိပြီဒါဆိုရင်အခုက abbreviation tag ကိုတွားချင်ပါတယ် abbreviation ဆိုတာကျတော့ဒီမှာအတိုးကောက်ရေးတာပေါ့နော်တကယ်လို့အတိုးကောက်စကားလုံးတွေကိုဒီလိုမျိုးဟို
marks over လုပ်လိုက်တဲ့အခါမှာဒီမှာဆို HTML ဒီ hypertext markup language ဆိုတဲ့စာလေးပေါ်လာမှာပေါ့နော်အဲ့ဒါမျိုးဆိုရင်ဘယ်လိုရေးရလဲဆိုတဲ့ဟာကိုဒီမှာပြောပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် तू ကတက်က ABB ရပါပေါ့နော် ABB ရဆိုတဲ့တက်နယ်ပဲရေးတာပါ ABB ကတက်နေရေးပါတယ်သူရဲ့နောက်က attribute ကတော့ title attribute ပေါ့နော် title ဆိုပြီးတော့မှသူရဲ့ attribute ရဲ့ value ကကြတော့ကိုကြိုက်တဲ့ကိုဒီမှာပေါ်ခြင်းတဲ့စာသားရဲ့နာမည်ကိုရေးတာပေါ့နော်အဲ့တော့ဒါလေးကိုတစ်ချက်သွားစမ်းကြည့်ချင်ပါတယ်အဲ့တော့ဒီမှာကVS Code ကိုပြန်သွားလိုက်ပါမယ်အဲ့တော့ဒီတက်ပါဘောနော်အတူကောက်ရေးတာဆိုရင် ABB ရအဲ့တော့ဒီ DFN definition တက်ဖြစ်ပါတယ်အဲ့တော့အဲ့ဒါကိုနောက်မှပြောပါမယ် ABB ရမှာ title နော် hypertext markup language ဘယ်သူ့ကိုပြောချင်တာလဲဆိုရင် HTML ကိုပြောချင်တာပါအဲ့တော့ဒီ P တက်မှာဒီစာသားလေးကိုတစ်ချက်ကြည့်ပါမယ်အဲ့တော့ဒါဆိုရင်ဒီပုံမှာထောက်လိုက်တဲ့အချိန်ကြာလို့ရှိရင် mouse ဆိုတာလုပ်လိုက်တဲ့အချိန်ကြာရင် hypertext markup language ဆိုတဲ့ဟာလေးကိုပေါ်သွားပါတယ်ဒါကတော့ abbreviation ရဲ့ပုံစံမှာဒီအတူအောက်ရေးတဲ့ပုံစံပေါ့နော်အဲ့လိုပဲနောက်တစ်ခုက quotation တွေကိုလည်းအဲ့လိုရေးလို့ရပါတယ်quotation တွေပေါ့နော် blog code တွေဘယ်သူကနေပြီးတော့ဘယ်စာအုပ်ကနေပြီးတော့ cited လုပ်ထားတာလဲဆိုတဲ့ blog code ပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းquotation နဲ့ရေးလို့ရပါတယ်ဒီမှာဆိုလို့ရှိရင် blog code site ဘယ်က site လုပ်ထားတာလဲဆိုရင်ဒီဟိုကနေပြီးတော့ site လုပ်ထားပါပေါ့နော်ဒီ web page ကနေပြီးတော့ site လုပ်ထားတာအဲ့တော့သူကဘာပြောသွားလဲပေါ့နော်ဘာပြောသွားလဲဆိုရင်ပြောသွားတဲ့စာလုံးတွေပေါ့နော် what can be like တို့ဒီစာသားလေးပေါ့နော်အဲ့တော့ဒီစာသားလေးကိုဘယ်ကနေပြီးတော့ site လုပ်ထားတာလဲ blog code ဒါက blog ကုတ်စာသားအနေနဲ့ပေါ်မှာပါသူ့ကိုဘယ်သူကရေးတာလဲဘယ်ကနေပြီးတော့ site လုပ်ထားတာလဲပေါ့နော်အဲ့ဒါမျိုးကိုသိချင်လို့ရှိရင်အောက်ကနေပြီးတော့စာလေးနဲ့ပေါ့နော်အဲ့လိုမျိုးရေးပေးလို့ရပါတယ်ဒါကတော့စာအုပ်တွေမှာပြန်ညွှန်းတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးblog ကုတ်ကိုယူရေးတာဖြစ်ပါတယ်ဒါက blog ကုတ်ပါနောက်တစ်ခုကကုတ်ပေါ့နော်ကုတ်ခါကြတော့ဒီကုတ်ပုံစံမျိုးပေါ်တာပေါ့နော်ကုတ်ပုံစံမျိုးဆိုရိုးစာသားမဟုတ်ဘဲနဲ့ကွန်ပျူတာကုတ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းနမူနာပြထားမှာရှိပါတယ်ဒီမှာဆိုရင် click တဲ့ဒီဟာလေးပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ pixel computer code ဆိုတဲ့စကားလုံးနဲ့ pixel paragraph ဆိုတဲ့စကားလုံးနဲ့စာသားချင်းမတူဘူးပေါ့နော်ကုတ်တွေကိုပေါ်တယ်ကုတ်ရဲ့စာသားနဲ့ဒီဟာရဲ့စာသားနဲ့မတူဘူးပေါ့နော်အဲ့ဒါကိုဘာနဲ့ရေးရလဲဆိုလို့ရှိရင်ကုတ်နဲ့ရေးပါတယ် CODE ကုတ်ပေါ့နော်ဒီမှာဆိုရင် CODE ကုတ်ဆိုတဲ့အတက်နဲ့ထည့်ပြီးတော့ရေးရပါတယ်အဲ့တော့ဒီအထိမှာတစ်ချက်လောက်ပြန်ပြီးတော့အပေါ်ကဒီဟာလေးကိုတစ်ချက်လောက်ပြန်ပြောချင်တာကကြတော့ဒီ HTML tag တွေမှာပေါ့နော် HTML tag ဒါမျိုး tag လို့ခေါ်ပါတယ် P tag grade ဒီ greater than less than ကြားကပေါ့နော်ဒီဒါမျိုးလေးကိုဒါ opening tag ပေါ့နော်အလယ်မှာဒီ content နေရေးပြီးတော့မှเนาะနောက်ဆုံးမှာ closing tag ပေါ့နော်အဲ့တော့အဲ့ဒါကိုတစ်စုံလုံး element လို့ခေါ်ပါတယ်အဲ့တော့အဲ့ tag တွေရဲ့နောက်မှာဒီ tag ရဲ့နောက်မှာဆိုလို့ရှိရင်ဘာတွေတွဲလို့ရလဲဆိုတာ attribute name တွေပေါ့နော် P ဆိုလို့ရှိရင်လည်း P tag ဒီ paragraph tag ပေါ့နော် paragraph တွေစာသားတွေပေါ်တဲ့အချိန်မှာရေးတာအဲ့တော့ align ကဘာမှ align ဖြစ်လဲဆိုရင် center မှာ align ဖြစ်တယ်ပေါ့နော်အဲ့တော့ align ဒီ attribute name ဖြစ်ပြီးတော့ center ဒီ attribute value ဖြစ်သွားပါတယ်အဲ့တော့အခုတော့ဒီတစ်ခေါက်မှာတော့ဒီထိပဲပြောထားပါအောင်မယ်